မင်္ဂလာပါပစ္စည်းလေးတွေအစင်သင်းဖြစ်တဲ့လူကလိုက်ဆွဲလို့ရတယ်နော်ကြောက်ရည်ထဲတဲ့ခွက်လေးတွေကိုကြောက်ရည်တွေဒီမဲ့ကြောက်ရည်ထဲထားပါတယ်ကြောက်ရည်ထဲမှာပြီးရင်ဒီမဲ့အဖြူရောင်မှုံလေးတွေဝယ်ထားလို့ပြောတယ်နော်အဲ့ဒါလေးနဲ့ပန်းဆွဲတော့မယ်ပေါ့နော်ပန်းဆွဲတော့မယ်ဆိုရင်ဒီစုတ်တန်နဲ့မှာပါတဲ့အရည်နဲ့ဒီအမှုံလေးနဲ့ကအရည်90ပိုင်းစုတ်တန်လေးကအမှုံလေးက90ဖြစ်ရမယ်ပေါ့နော်မဲ့အသားလေးပဲယူမယ်ဒီပေါ်မှာအသားလေးချကြည့်ပေါ့နော်အဲ့ဒီမှာဒီအမုံနဲ့အရည်နဲ့ဒီ90ဆိုမှပဲအလုံးလေးဖြစ်မှာအခုဒီအနေထားဆိုရင်ဒီမဲ့ကြည့်လိုက်အဲ့ဒါဆိုရင်သူကအမုံလေးများနေတာအရည်နဲ့ပြီးအမုံများရင်အဲ့လိုဖွာတတ်တယ်เนาะဒါမလောက်ရမယ့်ပုံစံဒီရှယ်အရင်ပြနေတာပါဒါကတော့နောက်ထပ်အရည်များပြီးအမှုံနေသွားတဲ့ပုံစံနဲ့မှာပါတယ်ပေါ့နော်ဒီမဲ့သူကအရန်ပြော့ပြီးတော့ဗောလေပန်းဆွဲလို့မရတော့ဘူးเนาะအဲကြတော့ဒီနှစ်ခုဒီပထမအဆုံးဆွဲပြတဲ့နှစ်ခုဒီမဖြစ်ရမယ့်ပုံစံမျိုးအခုစဆွဲပြမယ့်ဟာဒီတမီးတို့လိုက်လို့ရမယ့်ဟာပေါ့နော်တခြားကြည့်မယ်နော်ဒီစုတ်တက်မှာပါတဲ့အရည်နဲ့ဒီအမှုံလေးနဲ့က90ဖြစ်နေပြီဆိုမှတချေတို့ကဒီပေါ်မှာအလုံးလိုက်တွေချလို့ရပါမယ်အဲ့ဒီအလုံးလေးကလည်းဒီအမှုံနဲ့အရည်နဲ့ပျော်ဝင်ပြီးတော့ဒီလိုလုံးပြောင်လေးဖြစ်ရမှာဒီလိုပြားသွားလို့မရဘူးဒီလိုအမှုံဖြစ်လို့ပြရတော့ဒီလိုလေးเนาะကြည့်မယ်เนาะတခြားကြည့်မယ်เนาะသူတို့သုံးခုပုံစံမတူဘူးเนาะလုံးလေးเนาะအဲ့ဒီလိုအဆက်ကလေးအလုံးလေးတွေကိုချကြည့်ပါဒီချက်ကဘာလို့ဒီလို line လေးတွေဆွဲပြီးကျင့်ခိုင်းတာလဲဆိုတော့တမလို့လက်ညင်အောင်လို့เนาะအဆက်ကလေးတွေချကြည့်အသေးအကြီးချိန်မယ်เนาะဒီစုတ်တန်နဲ့အမှုံနဲ့ပါဖို့ကတော်တော်လေးလက်ညင်မှရပါမယ်ရေလေးကိုနှစ်မယ်စုတ်တန်လေးကိုနည်းနည်းတက်ချမယ်ပြီးရင်ကိုလိုချင်တဲ့ size လောက်လေးပဲဒီချာယူလာပြီးတော့အလုံးလေးရအောင်တင်ပါမယ်ဒီပုံမှာဒီလိုအလုံးလေးတွေငြိမ်နေအောင်ကျင့်ပြီးသွားမှပန်းဆွဲလို့ရမှာပါเนาะပန်းနေအကုန်လုံးထဲမှာဒီဖောင်းကြွပန်းကအခက်ဆုံးပါခက်လဲခက်တယ်သူ့ရဲ့အရည်လေးကလည်းအနံ့အသက်လေးတစ်ခုဖြစ်တဲ့အတွက်တော်တော်များများကဒါကိုမဆွဲချပါဘူးဒီပညာလေးကိုလည်းမတိမ်ခေါစေချင်လို့ဒီရှေ့က online နဲ့အခမဲ့တင်နေတာပါ